ဘီလီယံနာတထေးကြီးဟာသူ့ရဲ့ဇနီးအစ်စ်လေးကကျမ်းပြင်ပေါ်မှာစောင့်ကြောင်ထိုင်ပြီးထမင်းစားနေတာကိုမြင်လိုက်ရတဲ့အခါအယံကိုတုန်လှုပ်ခြောက်ခြားသွားခဲ့ပါတယ်။ရောက်ခမဖြစ်သူကစပွဲမှာထိုင်စားဖို့ပြောပေမဲ့မိန်းကလေးကကြောက်လန့်တကြားနဲ့သမီးဘလို့ထိုင်ရမလဲမသိဘူး။ကြီးစုပြစ်ပြီးသမီးကိုမရိုက်ပါနဲ့လို့တောင်းပန်ရှာပါတယ်။ဒီစကားကြောင့်တထေးကြီးနဲ့သူ့အမေဟာမြင်သက်သွားကြပါတယ်။အဲ့ဒီနောက်မှာတော့တထေးရဲ့လက်ထောက်ကစုံစမ်းထားတဲ့စိတ်မကောင်းစရာအမှန်တရားကိုဖွင့်ချလိုက်ပါတယ်။မိန်းကလေးရဲ့အမေဆုံးပြီးနောက်မှာမိထွေးဖြစ်သူဟာအင်ရှင်မနေရာကိုအပိုင်စီးကျင်တာကြောင့်မိန်းကလေးကိုစိတ်ပိုင်းဆိုင်ရာ9နှစ်အရွယ်ကလေးတစ်ယောက်လိုဖြစ်သွားအောင်နှိပ်စက်ခဲ့ပြီးခွေးတွေနဲ့အတူတူနေခိုင်းခဲ့ပါတယ်။မိထွေးဖြစ်သူဟာစီးပွားရေးအဆက်အသွယ်ရဖို့အတွက်မိန်းကလေးကိုတထီးကြီးတစ်ယောက်နဲ့အတင်းပေးစားဖို့စီစဉ်ခဲ့ပါတယ်။မိန်းကလေးရဲ့ညီမကလည်းအရသာရှိတာတွေကျွေးမယ်ဆိုပြီးလိန်ညာကဟိုတယ်ကိုခေါ်သွားခဲ့ပါတယ်။မိန်းကလေးကိုရေချိုးတန့်စင်ခိုင်းပြီးသူပြန်ထွက်လာတဲ့အချိန်မှာတော့အခန်းထဲမှာသူ့ဇင်းအမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရတာကြောင့်ကြောက်လန့်တကြားနဲ့ထွက်ပြေးခဲ့ပါတယ်။အဲ့ဒီလိုထွက်ပြေးရင်းနဲ့ပဲသူမဟာစင်ကြံလမ်းမှာတထီးကြီးနဲ့တိုက်ဆိုင်ဆောင်ခဲ့ပါတယ်။တထီးကြီးဟာငေစဉ်ကလေးကကုသရခတ်တဲ့ရှားဖားယောဂါကိုခံစားနေရသူဖြစ်ပြီးယောဂါပျောက်ကင်းဖို့အတွက်စိတ်ထားဖြူစင်တဲ့မိန်းကလေးတစ်ယောက်နဲ့နီးစပ်ဖို့လိုအပ်နေတာပါ။လက်ထောက်ကမိန်းကလေးတွေအများကြီးရှာပေးခဲ့ပေမဲ့တထီးကဘသူ့ကိုမှစိတ်မဝင်စားခဲ့ပါဘူး။ဒါပေမဲ့သူ့ဘဝရဲ့နောက်ဆုံးအချိန်ရောက်တော့မိန်းကလေးကသူ့ကိုကိုလို့ချစ်စပွဲခေါ်လိုက်တန်ကိုကြားခဲ့ပြီးသူမကိုမြင်ချင်းချစ်သွားခဲ့ပါတယ်။နောက်တနေ့မနက်မှာမိန်းကလေးကနိုးချင်းထွက်သွားခဲ့ပေမဲ့တထီးကြီးကတော့သူ့အသက်ရှင်နေသေးတာကိုအံ့ဩစွာသိလိုက်ရပါတယ်။အဲ့ဒီခါကျမှဒီမိန်းကလေးဟာသူ့တစ်သက်လုံးရှာနေခဲ့တဲ့သူဆိုတာသူနားလည်သွားခဲ့ပါ